Hello ညိုကီတို့ညီမတို့ကျွန်တော်ဒီနေ့မှာတော့ငါးသွားလွတ်မဲ့အဖွဲ့ကို surprise တော့တိုက်မယ်ကျွန်တော်နဲ့တူတူ like ခဲ့ကြပါအောင်ဗျ let's go ဆိုတာဆိုဒီကောင်းဒီမရှိအမြဲပြောင်းလဲတတ်လေကျုပ်အကြောင်းချပြီးရဲ့ခမရတို့စဉ်းစားကြည့်အိမ်ပြန်မှာအလုပ်ပြုတ်ကောင်းဆုံးဖောင်းနေစိတ်ဓာတ်ကောင်းရဲ့ကိုကြောက်သိမကြခင်မှာပဲအမွေတွေတပုတ်မှန်ကကျွန်တော်ဒီနေ့ကမလိုက်ဘူးလို့ပြောထားတာဗျဒါပေမဲ့ကျွန်တော်အစောကြီးနိုးနေလို့ကျွန်တော်တို့ surprise time မယ်ဆိုပြီးစိတ်ကူးနဲ့နင်းလာလိုက်တာကမာကြီးတရားပေါ်ရောက်တယ်ကမာကြီးတရားပေါ်ရောက်တော့ကျွန်တော်နည်းနည်းစောနေတာနဲ့ခဏဆင်းပြီးတော့အုပ်ထုတ်ကြည့်တာလိုက်မယ်ဆိုတဲ့တယောက်ကမလိုက်ဘူးဆိုပြီးစာပို့ထားတယ်ပေါ့နော်သူတို့ surprise ဖြစ်တော့မသိဘူးကျွန်တော်ကတော့အရင်ဆုံး surprise တိုက်ခံလိုက်ရပါတယ် okay like ခဲ့ကြပါဦးဗျဘနာလိုအားလာပေးတဲ့တယောက်ကတကယ်ကိုနာသမီးအလားနေရတာကအကောင်းနဲ့အစောကအမြဲတွေ့ထားတဲ့ဒီတွန်းတရားစီမှာယုံကြည်စွာပြမကိုမောင်တွေအများကြီးလူဆိုတာအမြဲကမစိုးနိုင်ဘူးကအမြဲလည်းကောင်းမနေဘူးအသက်တစ်ပြေးပြေးကြည်လာတစ်ပြေးပြေးပို့ပြီးသည်လူမမြင်အောင်ခိုးကြောင်ခိုးဝတ်တွေမိတော်တော်သဘောတူရဲ့သိသူစရာမလိုပဲအိမ်အောင်ကြလေသူတို့လာတာကိုကျွန်တော်ပုံပြီးတော့စောင့်နေပါတယ်ပြီးတော့သူတို့လာမှကျွန်တော်ထွက်သွားလိုက်တယ်ဗျကြောင်လေးကနေထွက်လာတာလူကျနာသမီးငယ်ပေါက်စားလေးဝေးလိုက်တော့ထီးတကောင်ဟေးဘာပဲဖြစ်ဖြစ်တာဒုံနေရောက်ရဲ့သားသမီးဒီလိုလေကျုပ်တငါကျုပ်သားတဲ့25ငါမမီတွေပြီးတော့ကျွန်တော်တို့ငါးလွတ်ကြတယ်ပေါ့နော်ဒီမှာလွတ်ကျွတ်သွားနိုင်အောင်လို့ပါစားတာပါဗျာကျုပ်ချွေးမသားရေးစားကအပြင်မှာအမောက်ကန်တော့ပွားဒီအိမ်တော်ချပြီးတော့တော့အတွင်းမဲ့သူတို့တွေလူမတန်ဖြစ်သည်ကျုပ်ကြီးလေးမွေးရင်ဘယ်လိုနေမလဲမသိကန်ဆိုရာဆိုဒီကောင်းဒီမရှိအမြဲပြောင်းလဲတတ်လေကျုပ်အကြောင်းချပြီးရဲ့ခမရတို့စဉ်းစားကြည့်လူဆိုတာအမြဲကမပြန်มาတော့စုလီဖျားကိုပတ်ပြီးတော့အောင်ဆန်းခွင့်ကရွှေခရားကြီးဆိုတဲ့လက်ဖေးဆိုင်မှာကျွန်တော်တို့ထိုင်နေကြပါတယ်လူမမြင်အောင်ခိုးကြောင်ခိုးဝတ်တွေမိတော်သဘောတူရဲ့သိသူစရာမလိုပဲအိမ်အောင်ကြလေဒီဆိုင်မှာတော့ကျွန်တော်ကစိတ်ပဲဟင်းကိုဒီနံပြားလေးနဲ့ပဲစားခဲ့ပါတယ်လူကျနာသမီးငယ်ပေါက်စားလေးဝေးလိုက်တော့ထီးတကောင်ဟေးဘာပဲဖြစ်ဖြစ်တာဒုံနေရောက်ရဲ့သားသမီးဒီလိုလေကျုပ်တငါကျုပ်သားတဲ့25မမီတွေဒီကောင်ပြိုင်ပဲမရှိသေချောင်းဒေါ်လာချီလို့ချိန်မပြောဆိုအိမ်တော်ချပေးသည်ကျုပ်ချွေးမသားရေးစားအပြင်မှာအမောက်ကန်တော့ပွားဒီအိမ်တော်ချစားတော့ပြီးတော့အတီးတီးလမ်းခွဲပြီးပြန်နေကြပါတယ်နောက်တင်မှာဘယ်သွားမယ်ပဲစားမယ်သိအောင်လို့ကျွန်တော် page ကို like and follow လုပ်ထားဖို့တော့လိုအပ်ပါလိမ့်မယ်ခင်ဗျ okay thank you ပါညိုခီတို့ညိုမတို့ပြောင်းလဲတတ်လေကျုပ်အကြောင်းချပြီးရဲ့ခမရတို့စဉ်းစားကြည့်လူဆိုတာအမြဲကမစိုးနိုင်ဘူးကအမြဲလည်းကောင်းမနေဘူးအသက်တစ်ပြေးပြေးကြည်လာတစ်ပြေးပြေးပို့ပြီးသည်